ကဒါကစိုင်းမျိုးအောင်နော်စိုင်းမျိုးအောင်နော်စိုင်းမျိုးအောင်နော်ညီကောင်မောင်တို့ကမှတ်လာကြနော်စိုင်းမျိုးအောင်နော်စိုင်းမျိုးအောင်ကမွေးစားသားတွေကိုအော်သွားပြီးမယ်မှတ်တာနော်မွေးစားသားအော်သွားပြီးမယ်နော်ဒီကြမှတ်တာဆွေမိုးငွေမိုးတွေရွာမယ်မွေးစားသားတွေအော်သွားပြီးမယ်တေချာလေးလဲနားထောင်တေချာလေးလဲနားဆွင့်မွေးစားသားအော်ပါပဲเนาะမွေးစားသား3မျိုးပေါ့เนาะမွေးစားသား3မျိုးအော်ပါပဲမယ်ဆွေမိုးငွေမိုးတွေရွာမယ်တခါတည်းပြောထားမယ်ညကြရင်လည်း Messenger ထဲမှာထည့်ပေးနေပါတယ် Messenger မှာဖလန်စီတဲ့လူတွေလက်မလက်ထောင်မှာလက်မထောင်တဲ့လူတွေအားလုံးထည့်ပေးနေပါတယ်เนาะ Messenger မှာเนาะလက်မလက်ထောင်ကြပါလေเนาะโอเคလက်မလက်ထောင်ကြပါမထောင်တဲ့လူတွေကတော့ Messenger ကနေမပို့ပြီးတော့ပါဘူးเนาะတခါလေးလက်ထောင်လာကြပါเนาะမထောင်တဲ့လူကတော့မပို့ပြီးတော့ဘူးเนาะထောင်လာကြเนาะတခါလေးကြော်ညာလာပြီသားเนาะနောက်မှတော့ကျွန်တော်တော့မပို့ဘူးကျမတော့မပို့ဘူးလို့မလုပ်နဲ့เนาะโอเคဒီမှာကမွေးစားသားអော်ပေးမယ်เนาะမွေးစားသားမអော်ခင်ဆွေမိုးလေးငွေမိုးလေးရွာပါလေဆွေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရဲ့မြန်မာစာတိုင်းပြည်လုံးကျမ်းပါစေခင်ဗျာဘေးကဘာတွေဝေးကွာလို့စုတီလည်းမတောင်းနဲ့ပြေပါစေခင်ဗျာဆွေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရဲ့မြန်မာစာတိုင်းပြည်လုံးကျမ်းပါစေခင်ဗျာဘေးကဘာတွေဝေးကွာလို့စုတီလည်းမတောင်းနဲ့ပြေပါစေခင်ဗျာအလုတ်ကိုင်းခွင်လက်ငံပွင့်လင်းကြပါစေသိစုဒီမြမြပေါက်လို့သတိကြီးဖြစ်ပါစေအလုတ်ကိုင်းခွင်လက်ငံပွင့်လင်းကြပါစေသိစုဒီမြမြပေါက်လို့သတိကြီးဖြစ်ပါစေတိနန်နေပေါ်ကျွယ်ဝလို့ဆိုင်ရည်သမားတွေပေါ်ပါစေတောင်သူဥကြီးတို့တွေလက်ပြားမှာအငွေတိလို့ပျော်နိုင်ကြပါစေမွေးစားသားအော်ဝေးမယ်နော်မွေးစားသားအော်ဝေးမယ်လိမ္မော်သည်9လုံး10လုံးအဲ့ဒါမှတ်အောင်နောက်ခဏကြာတစ်ခါအော်ဝေးမယ်နော်ညကျရင်လက်မလက်ထောင်ကြနော်လက်မလက်မထောင်လို့စိရင်တရားမပို့ပြီးတော့နော်ဒါစိုင်းမျိုးအောင်နော်စိုင်းမျိုးအောင်နော်လက်မလက်ထောင်ကြနော်လက်မထောင်ရင်တော့တရားမပို့ပြီးတော့နော်မတွေ့တဲ့လူတွေလည်းတွေ့အောင်ဆယ်တာမတွေ့တဲ့လူတွေလည်းတွေ့အောင်ဆယ်တာနော်အဲ့ဘောခေါင်းလောင်တီးရနော်ခေါင်းလောင်တီးရရင်တော့မတွေ့ဘူးနော်တွေ့တဲ့လူတွေကလည်းအမြဲတွေ့အောင်ခေါင်းလောင်လေးတီးထားရပါလေနော်မွေးစားသားကပြန်អော်ပေးမယ်လိမ္မော်သည်9လုံး10လုံးနော်9လုံး10လုံးလိမ္မော်သည်9လုံး10လုံးမာစင်ကြာထဲမှာလည်းစီကံမရှိတဲ့လူတွေစီကံမလိုက်နိုင်အကုန်ဘလော့မယ်နော်ပြောထားပြီးသားနော်စီကံမလိုက်နိုင်ရင်အကုန်ဘလော့မယ်နော်ပြောထားပြီးသားနော်ဒါကစိုင်းမျိုးအောင်နော်စိုင်းမျိုးအောင်နော်ပန်းဒီက7နိုင်လိုက်မှာလေယူကြနော်7နိုင်လိုက်မှာអော်ပြီးမယ်နော်7နိုင်လိုက်မှာអော်ပြီးမယ်နော်ပန်းဒီလေယူကြနော်7နိုင်လိုက်မှာနော်ကဲနောက်ထပ်မွေးစားသားလိမ္မော်သည်5လုံး3လုံးနောက်ထပ်မွေးစားသားလိမ္မော်သည်5လုံး3လုံးလိမ္မော်သည်1လုံး10လုံးအားလုံးစုစုပေါင်းမွေးစားသားလိမ္မော်သည်9လုံး10လုံးလိမ္မော်သည်1လုံး10လုံးလိမ္မော်သည်5လုံး3လုံးနော်အဲ့ဒါမှတ်တာနော်ပန်းဒီကနောက်မှပြောလာပြီပဲနော်ပန်းဒီနောက်မှပြောလာပြီပဲနော်ပန်းဒီကမနက်လိုက်မှပြောပြီးမယ်နော်ပန်းဒီမနက်လိုက်မှပြောပြီးမယ်နော်ပန်းဒီမနက်လိုက်ကြမှပြောပြီးမယ်တဲ့နော်ဝါသနာတူအကြိုက်တူတော့လဲမွေးစားသားကိုစားကြပါဝါသနာမတူအကြိုက်မတူတော့မွေးစားသားကိုလည်းမစားကြပါနဲ့လို့ကဲဆွေမိုးငွေမိုးရွာပဲလားဆွေမိုးတွေရွာငွေမိုးတွေရွာဒီနေ့ရဲ့မြန်မာစာတိုင်းပြည်လုံးကျမ်းပါစေခင်ဗျာဘေးကဘာတွေဝေးကွာလို့စုတွေလည်းမတောင်းနဲ့ပြေပါစေခင်ဗျာကဲဒီနေ့
ဒီကိုမောင်နှမတွေပေးထားတဲ့ဟလာချစ်ကိုကြီးကိုမဟုတ်ဖိုးလေးတွေပေးထားတာဒီညနေချစ်ကိုကြီးအလဲသွားတယ်ဖျားဘူးလိုက်ပို့လိုက်တယ်နော်အားလုံးပေါင်းဆိုရင်တော့မြန်မာနဲ့ပြောမယ်ဆိုရင်တော့ငါးဘုံွယ်နော်โอเคကျေးဇူးတင်ပါတယ်လို့